Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ပြောပြစရာလေးတချို့ရှိတာပေါ့လေပြောပြစရာလေးတစ်ခုကကျော်လောကနဲ့ပတ်သက်ပြီးအခုတင်နမှာကအများစုကခြေခံပညာကိုပြန်ပြီးလာပြီးတော့စီးပူးကြတာပေါ့ကျော်လောကနဲ့ပတ်သက်ပြီးကြောက်တွေအကြောင်းပေါ့လေကြောက်ရကြောက်သားတွေအကြောင်းလေးလာကြတာဒီနေရာမှာကျွန်တော်ကမပြောတိတ်ကြောက်ပညာနဲ့မဆိုင်ဘူးပေါ့လေဒါလေးမာလိုက်ရမယ့်စကားလေးကြံခဲ့တာလေးတစ်ခုရှိအဲ့ဒါပါလဲဆိုတော့ကျောက်မျက်နှာလောက်ကမှာအဓိကစိုက်ထုတ်ရမှာတခုကျောက်ပညာရဲ့ပွဲစားကုန်တယ်ပညာဇေဝပညာဒီပညာ3ရက်တည်းမကဘူးပေါ့အရင်တစ်ခါလဲပြောပြီးပြီဘာလဲဆိုတော့အဲ့ဒါကကိုချင်းစာတရားဟုတ်တယ်ကျောက်လောကမှာကကိုချင်းစာတရားလေးလဲစိုက်ထုတ်ရအောင်ပဲဗျအဲ့ဒါလေးလိုတယ်ပေါ့လေကိုချင်းစာတရားပြင်ကိုနောက်တစ်ခုဒါကလုံးဝကိုကျွန်တော်ချီမြင့်မြင့်လေ့လာထားတဲ့ကိစ္စပါလဲဆိုတော့ကျောက်လောကမှာစိုက်ထုတ်ရမယ့်အဓိကကိစ္စကတတ္တိပဲဗျဟုတ်တယ်တတ္တိရှိတဲ့လူတွေကပဲကြောက်လောကမှာအောင်မြင်တာဗျအများစုကကြောက်လောကမှာကတတ္တိရှိတဲ့လူကအောင်မြင်တာတတ္တိဆိုတာတော့တကယ်ပဲဆုံးဖြတ်ချက်ကိုခိုင်မာမာချရတဲ့လူတွေကပဲကြောက်လောကမှာအောင်မြင်တာများတယ်ပေါ့လေပြီးတော့တိုးလောနဲ့တွေးဝင်နေတဲ့တွန်းဆုံနဲ့ဆိုအမားတွေများတာဗျများတယ်ကတတ္တိဆိုတာလဲမတ်ယူရဲ့ဆန်တဲ့တတ္တိမဟုတ်တတိဉာဏ်ပညာနဲ့ဒီကြောက်ပညာပေါ့လေတတိတွေကိုတင်ထားတဲ့ပညာရက်တွေပေါ်မှာတတိဝိရိယစိုက်ထုတ်တဲ့အဲ့လိုမျိုးတတိပဲအရှင်တွဲနေတဲ့တတိကိုဆိုလိုတာတတိရှိရမယ်တတိရှိရတော့ပဲကျော်လောကမှာအောင်မြင်တာပေါ့လေအောင်မြင်တာကြရှုံးတာနဲ့ပြောရင်ဒီလိုဗျကျွန်တော်ကကျော်လောကမှာအချိန်ချင်းအောင်မြင်ဘူးတယ်အချိန်ချင်းကိုအောင်မြင်ဘူးလို့အချိန်ချင်းလဲကြရှုံးဘူးတယ်ပေါ့အောင်မြင်တာဆိုတော့မင်းကဘလောက်အောင်မြင်တာလဲပေါ့အဲ့လိုလည်းမဟုတ်ပါဘူးအောင်မြင်တယ်ဆိုတာကိုဘဝကိုအတိုင်းတာလေးနဲ့ကိုအောင်မြင်တယ်အချိန်ချင်းကိုအောင်မြင်ဘူးတယ်ဒါပေမဲ့အချိန်ချင်းလဲကြာရှုံးနေပေါ့လေအောင်မြင်တဲ့အခါမှာကျော်လောကကအတိုင်းတာရှိတာဗျကြာရှုံးတဲ့အခါကျတော့အတိုင်းတာမရှိဘူးကျော်လောကမှာကြာရှုံးပြီဆိုရင်အတိုင်းတာမရှိတော့ငါးပြားမှမရှိအောင်လဲကြာရှုံးတဲ့အခါတွေရှိတာပဲအဲ့လိုရှိတယ်ဗျအဲ့ကျတော့ကျော်လောကမှာအဓိကစိုက်ထုတ်ရမယ့်ကိစ္စကတတ္တိဆိုတာတော့ကျွန်တော်အခိုင်အမာပြောခဲ့တာဗျပြီးတော့ကိုချင်းစာတရားကျန်တာတွေကတော့ကျွန်တော်ကကျောက်ပညာအနေနဲ့ကတော့တင်ပါတယ်လေကျော်လောကလာကြောက်တင်တန်းလာတက်တဲ့လူအများစုကကြောက်ပညာရက်မာတာမှုကြိုးဗျတခြားနယ်ပယ်မှာတွေကသူတို့ကတက္ကသိုလ်တက်နေတဲ့လူတွေဒါမှမဟုတ်ရင်လည်းပမခတောင်ဖြစ်နေတဲ့လူတွေပေါ့အဲ့လိုပါအဲ့ကျတော့ဗျာကျွန်တော်တို့ကကြောက်လောကမှာတော့အရေးကြီးတဲ့အချက်ကတော့အဲ့ဒါပါပဲကြောက်ချင်းကပညာ3ရက်ပြင်စိုက်ထုတ်ရမှာတတ္တိနဲ့ကိုချင်းစာတရားလိုပါတယ်ပေါ့လေအောင်မြင်မှာပါပဲတကယ်ပဲကိုကဒီဇိုင်းမတ်လိလာရင်အောင်မြင်ကိုအောင်မြင်မှာအောင်မြင်တာရှိတယ်လို့ကြလဲကြရှုံးမှာမလွဲမသွေကြရှုံးတာလည်းရှိမယ်အောင်မြင်တာလည်းရှိမယ်ပေါ့ဒါတွေကတိတ်အရန်ထူးဆန်းတဲ့ဟာတော့မဟုတ်ပါဘူးကျွန်တော်ကဒါတွေကိုလောကဒန်လို့ပဲတတ်မှတ်တယ်ပေါ့လေအဲ့လိုပဲကိုခုကျွန်တော်ရက်တည်နေတဲ့ရက်တည်ချက်ကျွန်တော်ရဲ့ရက်တည်ပြောဆိုမှုတွေကိုကြိုက်တဲ့လူလည်းရှိတယ်မကြိုက်တဲ့လူလည်းရှိတယ်ပေါ့ချစ်တဲ့လူတွေရှိတာမုန်းတဲ့လူတွေရှိတာကြိုက်တာမကြိုက်တာဒါတွေလည်းလောကဒန်မှာကျွန်တော်တို့တော့အရန်မထူးဆန်းပါဘူးကိုတိုက်ရိုက်ကြီးတိုက်ခိုက်တာမျိုးမဟုတ်ရင်အားလုံးကိုအဆင်ပြေပါတယ်ကျွန်တော်အလုပ်လုပ်ကြရမှာတော့ကျွန်တော်တို့တွေကတခုတော့ရှိတယ်တတိမွေးရမယ်ပေါ့တတိမွေးရမယ်ကျွန်တော်ရှိမှကျွန်တော်ရှိတယ်ဆိုပေမဲ့ကျွန်တော်ကလည်းကျွန်တော်ရဲ့အရေးမိမှလည်းဆိုးတယ်ကျွန်တော်ရဲ့ကလေးတွေပေါ့လေဒါတွေကတင်တန်းသားဆိုမှကလေးလိုပဲတတ်မှတ်ပါတို့တွေကကျွန်တော်ရဲ့လောင်ရိပ်မိမှလည်းကျွန်တော်စိုးရိမ်နေဒါမှမဟုတ်ကိုပိုင်ကိုလည်းတတိမွေးဖို့လိုတယ်တတိကိုဘလိုက်မွေးတာခိုင်းတာမဟုတ်ပါဘူးကြောက်ပညာလေးနဲ့တတိလေးထားပြီးတတိမွေးပြီးမှဆွန်းစားလဲတချို့ဟာတွေကလှုပ်တက်ရတယ်ပေါ့ဒါကြောက်လောကရဲ့ထုံးစံမှာပဲဟုတ်အောင်လဲအောင်မြင်မှာပါအားလုံးလဲအောင်မြင်စေချင်ပါတယ်ကြားလဲကြားရှုံးမှာပဲဒါလဲမလွဲမသွေပါပဲဟုတ်ကျေးဇူးတင်ပါတယ်